အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ရှင်းလင်းတင်ပြမယ့်အစီအစဉ်လေးကနေကြိုဆိုပါရစေကမ္ဘာအဆင့်မီဘောလုံးထိန်းချုပ်မှုစွမ်းရည်ဒီဆောက်ဖို့ဆိုရင်ဒီအကြောင်းအရာကတကယ်ကိုအတုံးဝင်မှာအသေးချပါပဲခြေစွမ်းထမ်းမြတဲ့ကစားသမားတယောက်ဖြစ်လာဖို့ဆိုတာအခြေခံအကြဆုံးဥမြစ်တွေကိုစနစ်ကျတိဆောက်ဖို့လိုပါတယ်ကဲအဲ့ဒါတွေကိုဘယ်လိုတိဆောက်ရမလဲဆိုတာအတူတူလေ့လာကြည့်လိုက်ကြအောင်ဗျာစိတ်ဝင်စားစရာကောင်းတဲ့မိကုံးလေးတစ်ခုနဲ့စားလိုက်ချင်ပါတယ်အကောင်းဆုံးဘောလုံးထိန်းချုပ်မှုစွမ်းရည်ရဲ့အဓိကအခြေခံအုတ်မြစ်ကတကယ်တော့ဘာများဖြစ်မလဲစဉ်းစားကြည့်ဦးကြလားအဖြေကတော့ရှင်းပါတယ်ဗျာအခြားသူတွေနဲ့ကစားတာထက်ဆိုင်နဲ့ကိုယ်တိုင်အာယုံစိုက်ပြီးလေ့ကျင့်ရတဲ့တီးတန့်လေ့ကျင့်ခန်းတစ်ခုကိုကျွမ်းကျင်အောင်လှုပ်ဆောင်ခြင်းပါပဲအဓိကတော့ချက်ရှိနေတာပါအဲ့ဒီလေ့ကျင့်ခန်းကတခြားမဟုတ်ပါဘူး football juggling လို့ခေါ်တဲ့ဘောလုံးအလှပုတ်ခြင်းပါပဲမူရင်းလမ်းညွှန်ချက်မှာအတိအကျဖော်ပြထားတဲ့အတိုင်းပြောရရင်တော့ဘောလုံးကိုမြေမကျအောင်ခြေထောက်ရည်ပေါင်းရည်ကိုတုံးဝေးထင်းကစားရတာမျိုးပေါ့ဒီလေ့ကျင့်ခန်းကဘောလုံးထိန်းချေစွမ်းကိုကောင်းစီုံတက်မကောင်းဘူးနော်ခန္ဓာကိုယ်ဟန်ချက်ညီမှုနဲ့အာယုံဆုစိုက်မှုကိုပါအထူးကောင်းမွန်လာစီမေတကယ်ကိုမရှိမဖြစ်ကြမ်းကျင်မှုဒီဆောက်ရည်လေ့ကျင့်ခန်းတကူဖြစ်ပါတယ်ဟုတ်ပြီဒီအကြောင်းကိုအသေးစိတ်ထပ်သွားကြည့်အောင်ဒီနေ့ရှင်းပြပေးသွားမယ့်အဆင့်တွေကတော့ပထမဆုံးအခြေခံအုတ်မြစ်ကနေစမယ်ပြီးရဲ့မြေမကြခင်ကမ်းပြီးဖမ်းလာရဲ့ဘယ်နည်းညာတွက်ပုတ်တာရဲ့ပေါင်အသုံးပြတာရဲ့နောက်ဆုံးအနေနဲ့အောင်မြင်ဖို့အဓိကလျှို့ဝှက်ချက်ထုံးချက်ဆိုပြီးအစဉ်အစဉ်သွားကြပါမယ်ကဲပထမဆုံးနဲ့အရေးကြီးဆုံးဖြစ်တဲ့အပိုင်းတွေအခြေခံအုတ်မြစ်ကနေဆက်လက်ကြရအောင်မူရဲ့လမ်းညွှန်စာတမ်းမှာဆိုရင်ဒီလေ့ကျင့်ခန်းရဲ့လှုပ်ဆောင်ပုံအဆင့်ဆင့်ကိုတိတိကျကျစနစ်တကျခွဲခြမ်းပြသထားပါတယ်ဒါဟာအလွန်ကိုစနစ်ကျပြီးမှန်ကန်တဲ့အစဖြူမှုတစ်ခုကိုပေးစွမ်းနိုင်မှာပါ။ဘာကိုမှမစခင်ဒီခြေခိုင်ကြဆုံးအရာတွေကိုတေချာနားလည်ထားဖို့တော့အရေးကြီးတယ်ဗျာ။လှုပ်ဆောင်ရမယ့်အဆင့်တွေကိုတွတ်တွတ်လဲလဲလေးတွားကြည့်ကြရအောင်။ပထမဆုံးဘောလုံးကိုရင်ဘက်အမြင့်လောက်ကနေကင်ထားရပါမယ်။ပြီးရင်အောက်ကိုလွှင့်ချပြီးမြေပြင်ပေါ်တစ်ချက်ဘောက်စ်ထစ်ပါစေ။ပြန်တက်လာတဲ့ဘောလုံးကိုဖိနက်ကြိုးရှိတဲ့အခြေဖမိုးနေရာနဲ့အသားလေးပင့်ကန်ပြီးလက်နဲ့ချက်ချင်းပြန်ဖမ်းရမှာပါ။မူရင်းစာတိုင်းအကြံပြုချက်အရာဒီနီလန်အတိုင်းဘယ်ဘက်ခြေထောက်ကိုဆဲခြင်းညာဘက်ခြေထောက်ကိုဆဲခြင်းစီလေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။ဒီအချက်ကအလွန်ကောင်းမွန်စွာတရုပ်ဖော်ပြတာနေတာကတော့ pro tip လို့ခေါ်တဲ့အထူးအချင်းပြုချက်ပဲဖြစ်ပါတယ်။ကဲမဲ့ခြေချင်းဝကိုအသေးတင်းထားဖို့ဆိုတာတကယ်ကိုအရေးကြီးပါတယ်။ခြေချောင်းလေးတွေကိုအပေါ်အနှဲငယ်ကော့ထားပြီးတင်းထားမှသာလျှင်ဘောလုံးလေထွက်သွားတာကိုတားဆီးနိုင်ပြီးခိုင်ခိုင်မာမာထိန်းချုပ်နိုင်မှာပါ။တကယ်လို့များခြေချင်းဝပျော်ခွင့်နေမယ်ဆိုရင်တော့ဘောလုံးကလေထွက်သွားပြီးလုံးဝထင်ရခက်သွားပါလိမ့်မယ်။အခြေခံကိုပိုင်းနိုင်ပြီဆိုရင်တော့အပိုင်းတစ်ဖြစ်တဲ့မြေမကြရင်ကံမြေဖိုင်းခြင်းအပိုင်းကိုဆက်တော်လိုက်အောင်။ဒီအစင်းမှာတော့မြေပြင်ကိုအခုန်ခံပြီးကန်ရတဲ့အလေးအကျင့်ကိုဖျက်ချလိုက်ပြီဗျ။လေးထဲမှာတင်ဖမ်းယူရမယ့်အဆင့်ကိုရောက်လာတာပေါ့။ဘောလုံးကိုလွတ်ချပြီးမြေပြင်ပေါ်လုံးဝမကြခင်မှာပဲခြေပမိုးနဲ့လေးထဲမှာတစ်ချက်ကန်တင်ရပါမယ်။ပြီးတာနဲ့လက်နဲ့ချက်ချင်းပြန်ဖမ်းဖို့လိုပါတယ်ဒီနေရာမှာအရေးကြီးဆုံးကဘယ်ဘက်ရောညာဘက်ခြေထောက်ကိုပါနှစ်ဖက်စလုံးကျွမ်းကျင်အောင်ညီတူမြတ်တို့ဒလက်စီအချင်းပေးပြီးလေ့ကျင့်ဖို့ပါပဲဟုတ်ပြီအပိုင်း3ဖြစ်တဲ့ဘယ်ညာတွဲပုံချင်းသို့မဟုတ်တကုံးပေါ်အဆင့်ကိုရောက်လာပါပြီနောက်တစ်ဆင့်ကိုတွားပြီးဒါကဘယ်လိုဆက်ဆက်တီဆောက်သွားလဲဆိုတာကြည့်ရအောင်ဒီအခြားဒီခေတ်နေတဲ့လှုပ်ရှားမှုတွေကိုတစ်ဆက်တည်းဖြစ်အောင်ဘယ်လိုပေါင်းဆက်ချိတ်ဆက်ရမလဲဆိုတာကိုရှင်းပြထားတာပါဒီအဆင့်မှာတော့တစ်ချက်ချင်းစီတီးချခံတဲ့အခြေအနေကနေဆက်တိုက်စီးချက်ညီညီကစားရမယ့်အခြေအနေကိုပြောင်းလဲသွားတာပါ။ကွန်ဘိုစင်းရဲ့လက်ဆောင်ပုံကတော့ဘောလုံးကိုလွတ်ချပြီးသားနဲ့ညာခြေနဲ့တစ်ချက်ပြီးသားနဲ့ဘယ်ခြေနဲ့တစ်ချက်ချက်ချင်းဆက်တိုက်သွေးပေါ်ရမှာဖြစ်ပါတယ်။ခြေတစ်ဖက်ရဲ့အထီးကျွေကနောက်ကဖက်အတွက်တက်ရဲ့အဆင့်ဖြစ်စေပါတယ်။ပြီးမှလက်နဲ့ပြန်ဖမ်းပြီးအနေချကိုပြန်စားရမှာပါ။ဒီပုံစံလေးအဆင့်ပြေလာပြီဆိုရင်တော့3ချက်4ချက်စသဖြင့်အကျင့်အရေးကိုတဖြည်းဖြည်းတိုးမြင့်သွားရမှာဖြစ်ပါတယ်။ဒီနေရာမှာအလွန်အရေးကြီးတဲ့အကြံပြုချက်တစ်ခုကိုအထူးသတိပြုစေရတကယ်လို့ကန်လိုက်တဲ့ဘောလုံးကဘေးဟူလွင့်သွားခဲ့ရင်ဇော့မလိုက်ဖို့အထီးအလန့်တားမြင်ထားပါတယ်။အမားယွန်းဖြစ်သွားတဲ့ဘောလုံးကိုကမန်းကရန်လိုက်ဖမ်းနေတာထက်လက်နဲ့ပဲတေချာပြန်ဖမ်းယူလိုက်ပြီးအတင်းငင်ယူကအစကနေစနစ်တကျပြန်စတာကထိန်းချုပ်မှုနဲ့တည်ငြိမ်မှုအတွက်အများကြီးပိုအရေးကြီးလို့ပါ။ဆက်လက်ပြီးအဖိုင်လင်းဖြစ်တဲ့ပေါင်းကိုအသုံးပြုခြင်းအပိုင်းကိုတွားလိုက်ကြရအောင်။ဒါဟာဘောလုံးအလားဖုတ်ချင်းလေချင်းဘူးမှာနောက်ထပ်အသုံးပြုရမယ့်ခန္ဓာကိုယ်အပိုင်းဆိုင်ရာတစ်ခုခေလာပါတယ်။ဘာကြောင့်ပေါင်းကိုအသုံးပြုဖို့လိုအပ်လာတာလဲအကြောင်းရင်းကတော့ရုပ်ပိုင်းဆိုင်ရာအားသာချက်ချောင်းပါပဲပေါင်ဟာမျက်နှာဖြင့်ပိုးမှုချေဝန်းတဲ့အသက်ကြောင့်ဘောလုံးကအပေါ်ကိုအမြင့်ကြီးတက်သွားတဲ့အခါမျိုးတွေမှာထိန်းချုပ်ရာတိတိတတ်တာကိုပိုလွယ်ကူသွားစေလို့ဖြစ်ပါတယ်လှုပ်ဆောင်ရမယ့်ပုံထံကတော့ဘောလုံးကိုချပြီးပေါင်လဲတက်ဖောက်ရမှာပါဒီနေရာမှာတင်းကျပ်စွာသတိပေးထားတာကတော့ဒူးစစ်ကိုလုံးဝအသုံးမပြုဖို့ပါပဲပြီးရင်လက်နဲ့ပြန်ဖမ်းပါဒီအဆင့်တွေကိုကျွမ်းကျင်သွားပြီဆိုရင်တော့နောက်ဆုံးပေါင်းဆက်မှုဖြစ်တဲ့ချေဖမိုးအဲ့ဒီကနေပေါင်အဲ့ဒီနေချေဖမိုးပြီးမှလက်နဲ့ပြန်ဖမ်းတဲ့ဆက်တိုက်လှုပ်ရှားမှုတွေကိုရောနှောပြီးလေ့ကျင့်အားမှာဖြစ်ပါတယ်။အခုဆိုရင်အပိုင်းငါဖြစ်တဲ့အောင်မြင်ဖို့အဓိကလျှို့ဝှက်ချက်3ရက်စီကိုရောက်ရှိလာပါပြီ။ဒီလျှို့ဝှက်ချက်တွေကအပိုင်းစားလေးတွေအားလုံးကိုပြီးပြည့်စုံသွားစေမှာပါ
ဒီနေရာမှာတကယ်စိတ်ဝင်စားစရာကောင်းတာတော့ဒီချက်တွေဟာရုံရှင်းနဲ့လှုပ်ဆောင်ရမယ့်စနစ်တက်တက်မဟုတ်တော့ပါဘူးအစာပြုလေးလာသူတွေနဲ့ professional ကစားသမားတွေကိုကွဲပြားသွားစေမဲ့အလွန်သိမ်မွေ့တဲ့လျှော့ချက်တွေပဲဖြစ်ပါတယ် ဆိုတော့အတိကအရေးကြီးတဲ့အချက်ကတော့ဒီအချက်၃ချက်ပါပဲပထမအချက်အနေနဲ့ဘောလုံးကိုအမြင့်ကြီးမပုတ်ပဲခါဒါမှမဟုတ်ဒူးအမြင့်လောက်မှာပဲအနေလေးထင်ပုတ်ဖို့ပါဒုတိယအချက်ကဘောလုံးကိုပုတ်လိုက်တဲ့အခါ backspin လို့ခေါ်တဲ့ကိုစီကိုလေပြီးတက်လာတဲ့အနေအထားမျိုးဖြစ်အောင်လုပ်ရမှာပဲဒါမှသာနောက်တစ်ချက်ထပ်ပုတ်ဖို့အများကြီးပိုလွယ်ကူသွားစေမှာပါတတိယအချက်အနေနဲ့ကခြေဖွားပြလိုက်ကြီးရမဏီပဲခြေဖျားလေးတွေပေါ်မှာအလေးချင်းတင်ပြီးဒူးအနေငယ်꿰ထားဖို့ပါခြေဖွားပြလိုက်ကြီးရနေခြင်းကအဟုန်ကိုပြက်စီးစေပြီးခြေဖျားထောက်ထားမှသာလင်းလင်းမြမြလုံရှာနိုင်မှာဖြစ်ပါတယ်ညီကုန်းချုပ်အနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုခြံထားရက်ခဲ့ခြင်းပါတယ်ဒီလိုရိုးရှင်းပြီးထက်ခါတလဲလဲပြုလုပ်ရတဲ့အခြေခံအထီးတွေလေးတွေကိုကျွမ်းကျင်ပိုင်နိုင်သွားခြင်းပါတကယ်ကွမ်းတွင်းကစားတဲ့အခါမှာစွမ်းဆောင်ရည်ကိုဘလောက်အထိအမခံပြောင်းလဲတိုးတက်သွားစေနိုင်မလဲဒီစနစ်ကျတဲ့အခြေခံအုတ်မြစ်လေ့ကျင့်ခန်းတွေရဲ့အကျိုးကျေးဇူးကိုကိုယ်တိုင်လက်တွေ့သိရှိနိုင်မှုအခုပဲဘောလုံးတစ်လုံးယူပြီးအပြင်ထွက်ကလက်တွေ့စမ်းတက်လေ့ကျင့်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်အားလုံးပဲလေ့လာကြည့်ရှုပေးတဲ့အတွက်အကျေးဇူးတင်ပါတယ်ဗျာ